my topic is today is a leader เนาะဆိုတော့ဒီမှာကျွန်တော်ရေးထားတာကျွန်တော်ကြည့်ပါကျွန်တော်တို့အရင်ဆုံးကျွန်တော်နှုတ်ကပတ်တော်ပဲကျွန်တော်တို့အရင်ဖတ်ကြရအောင်เนาะကျေးဇူးပြုမှာဓမ္မရာဇဝင်ပထမဆုံးအခန်းကြီး15 22ကိုကျွန်တော်တို့အတူတကွဖတ်ကြရအောင်ရှမွေလကလည်းထာဝရဘုရား၏အမိန့်တော်ကိုနားထောင်ခြင်း၌အာရတော်မူတဲ့ကဲ့သို့မိရှုရာရစ်အစရှိသောရစ်မျိုးတို့ကိုပူဇော်ခြင်း၌အာရတော်မူမည်လောအလိုတော်သို့လိုက်ခြင်းသည်ရစ်မျိုးထက်သာ၍ကောင်း၏နားထောင်ခြင်းသည်တိုးထီးစီဦးထက်သာ၍ကောင်း၏ဖတ်သွားတဲ့နှုတ်ကပတ်တော်ရောက်စတဲ့ဖျားရှင်ကောင်းကြည့်ပေးပါစေဆိုတော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်ကောင်းစင်ကျွန်တော်တို့ပြန်သွားရအောင်ကောင်းစင်ကခေါင်းဆောင်တူဆိုမှကျွန်တော်ရေးတယ်ဒီမှာ dot ကလေးကျွန်တော်ပြတာတွေ့တယ်မလား dead ဆိုတာခေါင်းဆောင်တူဟိုဘက်မှာဆက်စရာတွေအများရှိတယ်ခင်ဗျားအဲ့ဒီမှာ dot ထဲမှာထည့်လိုက်နေကြိုက်တာထည့်လို့ရတယ်ဆိုတော့ခေါင်းဆောင်တူရဲ့အရေးချင်းဥပမာနော်ခေါင်းဆောင်တူရွေးချယ်ခြင်းခေါင်းဆောင်တူလုပ်ရမယ့်တာဝန်ခေါင်းဆောင်တူရဲ့အပြုအမူများခေါင်းဆောင်တူကိုဘယ်လိုကျွန်တော်တို့ဆက်ဆံရမလဲခေါင်းဆောင်တူကိုကျွန်တော်တို့ဘယ်လိုလေးစားမှုပေးမလဲအများကြီးပေါ့လေနော်သင်ကြိုက်တဲ့အရာထည့်လို့ရတယ်ဆိုတော့ဒီကနေ့ခေါင်းဆောင်ဆိုတဲ့နေရာမှာဒီကနေ့3-4မျိုးလောက်ရှိပါတယ်ခေါင်းဆောင်ကနိုင်ငံတော်အုပ်ချုပ်တဲ့ခေါင်းဆောင်ရှိမယ်နောက်ပါစီးပွားရေးကုမ္ပဏီတွေခေါင်းဆောင်တဲ့ခေါင်းဆောင်ရှိတယ်နောက်ပြီးတော့မှ community မှာခေါင်းဆောင်ရှိလိမ့်မယ်နောက်မှအသင်းတော်မှာလည်းခေါင်းဆောင်ဆိုတာရှိတယ်တိုင်းနိုင်ငံအုပ်ချုပ်တဲ့ဘုရင်တွေလည်းနော်ခေါင်းဆောင်တူဖြစ်တယ်ဆိုတော့ခေါင်းဆောင်တွေတူချင်းကသူတို့ရဲ့ခေါင်းဆောင်သွားတဲ့နေ့ကတခုမှမတူဘူးနော်တချို့ဆိုလို့ရှိရင်အသင်းတော်ထဲမှာခေါင်းဆောင်တဲ့ပတ်သက်တဲ့ leadership တင်နန်းတွေပေးတာရှိတယ်ဆိုတော့အပြင်မှာကျွန်တော် leadership တင်တာနဲ့အသင်းတော်မှာ leadership ကျွန်တော်တင်တာတခြားစီဖြစ်သွားတယ်ဆိုတော့ဒါအပြင်ကျွန်တော်တို့ခရိယန်မှာဆိုလို့ရှိရင်လေကိုင်းကနာတွေမှာလေ leadership training ကကိုင်းကနာတစ်ခုနဲ့တစ်ခုမတူဘူးအဲ့လိုမျိုးရှိသေးတယ်ခေါင်းဆောင်ရဲ့သွားတဲ့အစင်လာကလို့ရှိတယ်ဆိုတော့ဒီခေါင်းဆောင်ရဲ့လုတ်တာပဲတကယ်မှန်တယ်ဟိုခေါင်းဆောင်ရဲ့လုတ်တာပဲမှန်တယ်ဆိုတော့လူအနေနဲ့တော့ဆုံးဖြတ်ဖို့ခက်တယ်နော်ကျွန်တော်ဒီခေါင်းစဉ်ကကျွန်တော်အရင်တစ်ခေါက်ကပြောပြီးသွားပြီနော်ကျွန်တော်ဒီမှာအရင်ဘက်ကကျွန်တော်ဒေသနာယူဖို့ပဲတိုးတော်ညလဲဒီမှာကျွန်တော်ညီငယ်တယောက်ကနေနေပြီးတော့မှတက်သေးခံချင်တယ်ဆိုလို့အချိန်ယူသွားလို့နော်ကျွန်တော်အချိန်မရလို့ကျွန်တော်ထားခဲ့တာဖြစ်အဲ့ဒါကျွန်တော်ပြန်နေဆက်မှာဖြစ်တယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့ဒီမှာစောကျွန်တော်ပြောပြီးသွားပြီလူစာတိနဲ့လူအတိုင်းဝိုင်းနဲ့ရွေးချယ်တဲ့ခေါင်းဆောင်ရှိတယ်အဲ့ဒီခေါင်းဆောင်တွေကသွားတဲ့ system နဲ့ကျွန်တော်တို့အသင်းတော်မှာသွားတဲ့နော် system တွေကမတူဘူးဆိုတော့ကျွန်တော်တို့ဒီယုံကြည်သူတွေအသင်းတော်ထဲမှာပင်နေခေါင်းဆောင်ရွေးတဲ့အခါမှာကျွန်တော်တို့တတိထားဖို့အရင်ကြီးကြည့်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကျမ်းစာထဲမှာကျွန်တော်ဒီခေါင်းဆောင်နဲ့ပတ်သက်မှာကျွန်တော်ရဲ့ရှင်းချင်းတဲ့အရာဖြစ်တယ်နော်ဒီမှာရှိတဲ့ဓမ္မ mix တွေကိုကျွန်တော်ကနေပြီးတော့မှ sharing အတူတကွလေကျွန်တော်တို့ညဝေပြီးမှစဉ်းစားစေချင်တဲ့အရာဆင်ခြင်စေတဲ့အရာတုံးသက်စေချင်တဲ့အရာကိုကျွန်တော်ဒီကနေ့ဒီမှာယူလာတာဖြစ်တယ်ဒါဆိုကျွန်တော်Genesis နဲ့ကျွန်တော်စပြီးမှဓမ္မကျမ်းစာလေ့လာတာပေါ့နော်အခုကျွန်တော်ဓမ္မအရာဆိုရင်အခုအနှစ်မှာရောက်နေတာပေါ့အဲ့ဒီမှာပထမအစာဆောင်ထဲမှာကျွန်တော်တင်ခန်းစာယူတဲ့အရာတွေနော်ဖယားသခင်ကကျွန်တော်ကိုနားလဲစေတဲ့အရာကိုဒီကနေ့ဒီမှာရှိတယ်ဓမ္မ mix တွေလေပဲနော်ကျွန်တော်နားလဲတလို့မှနားလဲချင်မှနားလဲမယ်ဆိုတော့အတူတကွကျွန်တော်တို့ဒီကနေ့ဆင်ခြင်ကြဖို့ရတဲ့အတွက်ကျွန်တော်ရည်ရွယ်ပြီးမှတရားယူလာတာဖြစ်တယ်ဆိုတော့ကျွန်တော်အင်္ဂလိပ်လိုနည်းနည်းပါအဲ့လိုရေးထားတယ်နော်ဆိုတော့ကလေးတငယ်တွေအတွက်ကျွန်တော်ဘာမှဆက်ပြီးအင်္ဂလိပ်လိုပြောတော့မှာမဟုတ်ပါဘူး all guys you can read you know I put some PowerPoint in English so you can read and then you just think what is that make okay I don't interpret I don't share in English ဆိုတော့ပထမကျွန်တော်တို့တွေ့ရတဲ့အရာကဘာလဲဆိုလို့ရှိရင်ကျွန်တော်ပထမဒီ
ဓမ္မအရာဆိုပထမစာဆောင်နဲ့ကျွန်တော်ဖတ်တဲ့အခါကျွန်တော်မြင်တဲ့အရာဖြစ်တယ်ဆိုတော့ဘာကိုမြင်ရတယ်လဲဆိုလို့ရှိရင်ရှောလူရှင်ပြန်ဖြစ်ခြင်းပေါ့နော်နဲ့ဒေးဗစ်ရှင်ပြန်ဖြစ်လာတဲ့အကြောင်းရင်းကိုကျွန်တော်တွေ့တာဖြစ်တယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ဒီနေ့ဒေးဗစ်ရဲ့အကြောင်းတော့ကျွန်တော်ကခဏနာမပြောတော့ဘူးသူ့တော်ညာလည်းပဲဒီရှောလူရဲ့အကြောင်းအဖြစ်ကျွန်တော်တို့ဒီမှာသင်ခန်းစာယူဖို့ဖြစ်တယ်ကျွန်တော်ဒီမှာရေးတာထက်ဒီမှာဖယားသခင်နဲ့တင်တို့နှလုံးသားထဲမှာအလုံးလုံးဆိုတာရွေ့နားလည်မှာဖြစ်ဆိုတော့ပထမဆုံးကျွန်တော်တို့တွေ့ရတဲ့အရာကဘာလဲဆိုလို့ရှိရင်ဣသရေလလူမျိုးတွေကဘယင်မရှိတော့ဘူးမရှိတဲ့အတွက်ကြောင့်သူတို့ကိုဥဆောင်မဲ့သူဘယင်သူတို့တောင်းတာဖြစ်တယ်ဘသူစင်မှာတောင်းတယ်လဲဆိုလို့ရှိရင်ရှာမွေလအစီမှာသူတို့တောင်းတာဖြစ်တယ်တောင်းတဲ့အခါမှာကျွန်တော်တို့တစ်ခါတလေကြာတော့ကျွန်တော်ခေါင်းဆောင်တွေကိုလို့အမြန်နဲ့ကျွန်တော်တို့ရွေးချင်တယ်ခေါင်းဆောင်တွေရှာဖို့ရန်အတွက်ရဖို့ရန်အတွက်ကျွန်တော်လုပ်လေရှိတာပေါ့နော်လူသဘောတဘာဝပေါ့တော့ဦးစီးဦးဆောင်တဲ့လူမရှိဘူးဆိုတော့ community မှာလဲကဲ community ဖွဲ့ရအောင်ဆိုလို့ရှိရင်ခေါင်းဆောင်ပဲအရင်ဆုံးကျွန်တော်တို့ဖွဲ့တာဖြစ်တယ်ခေါင်းဆောင်ရှိပြီးမှကျွန်တော်တို့အဲ့ဒီ community သွားတာရှိတာပေါ့လေနော်အတင်းတော်မှာပဲဖြစ်ဝိညာဉ်ရဲ့မှာပဲဖြစ်ခေါင်းဆောင်အရင်ဆုံးလိုတာဖြစ်တယ်ဆိုတော့ဒီနေ့တကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ဣသရေလလူမျိုးတွေဟာခေါင်းဆောင်ဘယင်မရှိတဲ့အကြောင်းရင်းနဲ့ရှိတယ်ဘာလို့လဲဆိုတော့ဖယားသခင်ကသူတို့ကိုအေဂုတ်တုတိုင်းပြည်နဲ့ခေါ်ဆောင်လာပြီးတော့မှဂတိတော်ပြည်အထိဘုရားသခင်ခေါ်ဆောင်လာတယ်တိုးတော်ညလည်းသူတို့ကနှလုံးစိတ်နော်မာပြစ်မှာဖယားရဲ့စကားနားမထောင်တော့ဘူးသူတို့လောကနဲ့ပဲသွားတယ်လောကဒီမှာဟိုတခြားတိုင်းတစ်ပါးတွေရဲ့ဖယားတွေပဲကိုးကွယ်လာတဲ့အခါမှာဖယားသခင်ကသူတို့ကိုခေါင်းဆောင်မပေးပဲနဲ့ဒီပေါင်းမြောင်များစွာထားတဲ့အခါမှာသူတို့အော်ဟစ်ကြတယ်အော်ဟစ်တဲ့အခါမှာဘသူစီမှာအော်ဟစ်ကြတယ်လဲဆိုလို့ရှိရင်ရှာမွေလစီမှာအော်ဟစ်တာဖြစ်တယ်တကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ဖယားသခင်ကိုယ်တိုင်ကခေါင်းဆောင်ဖြစ်တယ်ဟာလေလုယာဖယားသခင်ကတော့ဣသရေလလူမျိုးတွေကိုယ်တိုင်ကနေနေပြီးတော့မှဖယားသခင်သားလင်ခေါင်းဆောင်ဖြစ်တယ်ဣသရေလလူမျိုးတွေကိုနော်ကျွန်ခံတဲ့အေဂုတ်တုတိုင်းပြည်နဲ့ခေါ်ဆောင်တဲ့ဖယားဖြစ်တယ်ကျွန်တော်တို့ကိုဆင်းရဲဒုက္ခထဲနဲ့နော်ကယ်လွတ်တဲ့ဖယားဖြစ်ကြောင်းကိုသူတို့ကိုယ်တိုင်နော်တူးချင်းစီတိုင်ဖယားတဲ့ direct ဆက်သွယ်ပြီးမှဖယားရဲ့အလိုတော်နဲ့တွားစေချင်တာဖြစ်တယ်ဒါပေမဲ့လူတွေကဖယားအလိုတော်နဲ့မတွားတော့ဘူးဘယင်တွေကိုပင်လင်သူတို့ရဲ့အသက်တာထဲမှာဖယားနဲ့မတွားလာတဲ့အတွက်ကြောင့်ဖယားသခင်ကကောင်းဆောင်မပေးတော့ဆိုတော့သူတို့ကအော်ဟစ်ပြီးတော့မှကျွန်တော်တို့ဆမ်မြူလာအခန်းကြီး8အပိုက်ငယ်9ထဲမှာဒီမှာ screen ချပေးလို့ရမှာမသိဘူးကျွန်တော်ဒီမှာဟိုပြချင်လို့ဆိုတော့ဖယားသခင်ကိုသူတို့အော်ဟစ်ပြီးမှရှမွေလအစီမှာတောင်းဆိုကြတယ်တောင်းတဲ့အချိန်မှာရှမွေလအနေနဲ့မှာသူတို့က complaint တက်တာတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်သူအကောင်းနဲ့တောင်းတာမဟုတ်ဘူးဘာလို့လဲ complaint တက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယင်လိုအပ်တယ်ကျွန်တော်ခေါင်းဆောင်လိုတယ်သူများတိုင်းတစ်ပါးတွေကြည်ပါသူတို့ခေါင်းဆောင်ရှိတယ်သူတို့ကဲ့သို့ငါတို့လည်းခေါင်းဆောင်လုပ်ပေးပါရှာပေးပါမြောက်ပေးပါဆိုမှသူတို့ကနေပြီးတော့မှ complaint တက်တာရှမွေလအစီမှာနော်တဘောသူတို့ခေါင်းဆောင်လိုချင်တာလဲတကယ်မှန်ကန်တဲ့ခေါင်းဆောင်တောင်းဖို့လိုအပ်တယ်သူတို့တောင်းတဲ့အရာကသူတပါးတွေလို့ပြောမယ်ဆိုလို့ copy ချင်ကြတယ်သူတပါးတွေဖယားဝတ်ပြုရခါဘယ်လိုလုပ်တယ်လဲဆိုတော့ကျွန်တော်တို့မသိဘူးလေနော်သူတို့တိုင်းတပါးတွေသူတို့အဲ့ဒါတွေသွားမြင်ပြီးတော့မှသူတို့ကလည်းအဲ့ဒါကိုကြိုက်ပြီးမှအဲ့ဒီအတိုင်းကိုသူတို့ကနေနေမှာလှုပ်ချင်တဲ့အတွက်ကြောင့်ခေါင်းဆောင်ကိုလိုနေတာဖြစ်တယ်သူတို့တောင်းတာကဖယားသခင်ရဲ့အလိုတော်အတိုင်းဖြစ်ဖို့ဆိုတာဆူတောင်းတာမဟုတ်ဘူးဘယင်ကိုတောင်းတာမဟုတ်ဘူးသူတို့တောင်းတဲ့အရာကတခြားတိုင်းတပါးနဲ့တခြားနော်တွေလိုပေါ့လေနော်ဒီမှာကျွန်တော်ဗာတွေ့ရတယ်လေကဲ့သို့လို့ပြောတယ်ကဲ့သို့နော်ဆိုတဲ့အတိတ်ပဲကသူတပားတွေလို့နော်တကယ်တော့ဖယားကသူတို့ဥဆောင်တာဖြစ်တယ်ဖယားကိုယ်တိုင်ဥဆောင်တာဖြစ်တယ်ကဲ့သို့ဆိုတဲ့စကားလုံးနဲ့ဒီမှာကျွန်တော်တို့ဗာတွေ့ရတယ်ဆိုတော့ဒီမှာကဲ့သို့ဆိုတဲ့အရာကနော်ဆိုတဲ့အတိတ်ပဲကသူများရဲ့ခေါင်းဆောင်ကိုကော်ပြီးမှအဲ့ဒီအတိုင်းသွားချင်တယ်ဆိုတော့ဒုတိယကျွန်တော်တို့ပြန်သွားရအောင်ဆိုတော့သူများကဲ့သို့သူတပားတွေတခြားတိုင်းတပါးတခြားရှင်ဘုရင်ကဲ့သို့ချီးမြှောက်ဖို့ရန်တောင်းတဲ့အခါဖယားသခင်ကမနှစ်သက်ဘူးဆိုတော့ရှမွေလကပင်လည်းမနှစ်သက်ဘူး
သူတို့က complain နဲ့ပဲလာတာဆိုတော့အဲ့ဒီမှာကျွန်တော်ကြည့်တဲ့အခါမှာဣသရေလလူမျိုးတွေကရှမွေလအထက်သူတို့ကိုလေနော်ညင်းပေတာမဟုတ်ဘူးကျွန်တော်တို့ဒီမှာတွေ့တဲ့အတိုင်းပါသူတို့ကငါ့ကိုလည်းညင်းပေတယ်တဲ့ဘာလို့ညင်းပေဆိုတော့ခေါင်းဆောင်ရှိတယ်လေသူကိုယ်တိုင်ခေါင်းဆောင်ဖြစ်နေတာကျွန်တော်တို့တမန်တော်12ပါးကျွန်တော်တို့ကြည့်တဲ့အခါမှာယူဒအရှိကာရကယေရှုကိုနော်အတပြာနဲ့30နဲ့ရောင်းတဲ့အခါမှာသူ့ကိုစားသူတို့7ယောက်ပဲရှိတာပေါ့နော်သူကတည်တဲ့နောက်ပိုင်းမှာအဲ့ဒီတမန်တော်7ပါးတွေနဲ့ဆူတောင်းပြီးတော့မှကျွန်တော်တို့ဟောထဲမှာတမန်တော်ဝတ်ထုထဲမှာကျွန်တော်တွေ့တယ်အခန်းကြီး1ထဲမှာတယ်အဲ့ဒီချိန်မှာသူတို့ကခေါင်းဆောင်သူတို့ရွေးတာဖြစ်တယ်ကဲဦးထဲမှာမတရားဆိုတဲ့သူနော်သူတို့ခေါင်းဆောင်ရွေးတဲ့အခါမှာလဲသူတို့ကမဲနဲ့တော့လေနော်သူတို့ဆူတောင်းကြတယ်မဲနဲ့သူတို့လုပ်တာဖြစ်တယ်ဆိုတော့ဒီဟာကကျွန်တော်စဉ်းစားတာပေါ့လေရှင်ပေါလုကဘာပြောတယ်လဲဆိုလို့ချက်ငါဒီတမန်တော်တွေထက်နော်တာတဲ့တမန်တော်ဖြစ်တယ်လို့ပြောတယ် disciple အဲ့ဒီအဲမှာနော်ဆိုတော့မတရားရဲ့အကြောင်းကိုကျွန်တော်ဆက်ကြည့်တဲ့အခါမတရားအကြောင်းကိုကျွန်တော်မမြင်တော့မကြမ်းစာထဲမှာတိုက်ကြည့်တယ်အဲ့ဒီတမန်တော်ထဲမှာမထွက်လာပြီမှာ तू ဘာလုပ်တယ်လဲဆိုတာသူ့ရဲ့အကြောင်းတွေလည်းမရှိပြန်ဘူးလေဆိုတော့ तू ကတမန်တော်ယူဒအစကာရက်ကိုအစားထိုးတဲ့ခေါင်းဆောင်ဖြစ်တော်ညာလည်းပဲတကယ်တမ်းကျတော့ယေရှုလက်တွေ့အသက်ထင်ရှားတဲ့အချိန်မှာ तू ကခေါင်းဆောင်ဖြစ်တယ် तू ကတကယ်တမ်းကျွန်တော်တို့ယုံကြည်သူတွေရဲ့အဓိကကြောင့်ဆင်ခြင်ဖို့ကခေါင်းဆောင်ကောင်းတာလေယေရှုဖြစ်တယ်နော်ယေရှုဖြစ်တယ်ယေရှုက तू အသက်ရှင်တဲ့အခါမှာ तू ကခေါင်းဆောင်လုပ်ပြီးမှအဲ့ဒီတမန်တော်တွေနောက်လိုက်တာဖြစ်တယ်တိုးတော်ရလေယေရှုမရှိတဲ့နောက်ပိုင်းမှာသူတို့ကခေါင်းဆောင်ဖြစ်လာတာဖြစ်တယ်အဲ့ဒီချိန်မှာမတရားကိုသူတို့အစားထိုးပြီးမှမဲနဲ့လုပ်ပြီးမှအစားထိုးကြတယ်ဒါမဲ့မတရားစံကြောင်းကတော့ကျွန်တော်တို့မသိတော့ဘူးဒါမဲ့မတရားကသူတို့ရဲ့အစားထိုးမှလူကအစားထိုးတာဖြစ်တယ်နော်နားလည်ဖို့လေလူကအစားထိုးတာဖြစ်တယ်သူကလူမစုံလို့နော်တခါတလေကျလူမစုံတဲ့ခါကျတော့အတင်းတော်မှလည်းဖြစ်ထားရှိပါတယ်လူမစုံလို့ကဲသူ့ကိုအစားထိုးမယ်နော်ဖခင်ကရွေးကောက်တာမရွေးကောက်တာကျွန်တော်မသိတော့ဘူးနော်လူစုံအောင်လေမစုံအောင်ကျွန်တော်တို့ရွေးလေရှိတတ်တယ်ဒီဟာတကယ်တမ်းကြတော့ဆိုလို့ရှိရင်ခေါင်းဆောင်ကောင်းရဲ့နေရာမဟုတ်ဘူးနော်ဘာလို့လဲဆိုလို့ကျွန်တော်ရှင်ပေါလုကြတော့ကြော်ကြည့်အောင်ရှင်ပေါလုကလူတွေကမဲနဲ့သူရွေးတာလားမဟုတ်ဘူးနော်လူတွေကရှင်ပေါလုतू ကတကယ်ကျမ်းစာနော်တတ်တဲ့လူကဟီဘရူးလူဖြစ်တယ် तू ကကျမ်းစာနော်တကယ်ဒီဓမ္မဟောင်းကျမ်းစာတွေကတကယ်ပိုင်တဲ့သူဖြစ်တယ်တကယ်ကျမ်းစာကြောင်းတက်တဲ့သူလည်းဖြစ်တယ်နော်ဆိုတော့ तू ကတော်တဲ့သူပဲကျွန်တော်ရွေးရအောင်ဆိုမှသူတို့အဲ့လိုမရွေးဘူးဒါမဲ့ပေါလုရွေးတာပဲ तू ရွေးတယ်ယေရှုကိုယ်တိုင်ကရွေးတာဖြစ်တယ်ဟာလေလုယာဆိုတော့ तू ကတမန်တော်ထဲမှာငါသားတဲ့သူဖြစ်တယ်လို့ပြောတာဖြစ်အဲ့ဒါအရေးကြီးတာဖြစ်တယ်ခေါင်းဆောင်ကျွန်တော်ရွေးတဲ့အခါမှာပေါ့လေနော်ဆိုတော့ဒီမှာကျွန်တော်တို့ဆက်သွားရအောင်ကျွန်တော်တို့ကြည့်တဲ့အခါမှာရှမွေလထဲညင်းတာမဟုတ်ဘူးကျွန်တော်ကိုလည်းငါ့ကိုလည်းညင်းပေကြတယ်လို့ဘုရားသခင်ကပြောတာဖြစ်တယ်ကဲဆိုတော့ကျွန်တော်တို့ဒီမှာဆက်ကြည့်ရအောင်သူတို့ထဲကအကောင်းဆုံးကိုရွေးပြီးသူ့ကျွန်တွေကိုပေးမိတဲ့ဆိုတော့လူတွေဒီမှာကျွန်တော်ကြည့်အောင်ဘယင်ကိုယ်တိုင်ဘုရားသခင်ကိုယ်တိုင်ကဥဆောင်တယ်ဆိုလို့ရှိရင်လေဘုရားသခင်ကအားလုံးကိုတန်းတူညီတူမျှပြီးမှချစ်တာဖြစ်တယ်အားလုံးအတွက်လုပ်ပေးတာဖြစ်တယ်နော်တယောက်ကမာနမှုကိုဝအောင်စားတယ်လို့လူတိုင်းကစားတာဖြစ်တယ်ကလေးကလည်းစားတာဖြစ်တယ်လူကြီးကလည်းစားတာဖြစ်တယ်ရေကိုကြောက်တဲ့ထွက်လာတဲ့ခါမှာလူတိုင်းကတောက်တယ်အားလုံးအတွက်ဘုရားသခင်ကသူကိုယ်တိုင်နဲ့စီမံမှလုပ်တာဖြစ်တယ်တကယ်တမ်းကျွန်တော်လူတွေရွေးတဲ့ခေါင်းဆောင်ကဘယ်လိုဖြစ်တတ်တယ်လဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကြည့်တဲ့အတိုင်းပေါ့တင်းတို့အထဲကနေအကောင်းဆုံးကိုတဲ့ရွေးမှသူ့ကျွန်းပေးမှဖြစ်တယ်အဲ့ဒါသဘောတော်တယ်ကျွန်တော် community မှာကျွန်တော်အတင်းတော်တချို့အတင်းတော်ပဲကွဲပြားတာရှိတယ်ဘာလို့လဲဆိုတော့အကြောင်းရင်းရှိတယ်အဲ့ဒီဟာနဲ့ကျွန်တော်နှုတ်ကပတ်တော်မှာဆင်ခြင်တဲ့အတွက်ကြောင့်တချို့အတင်းတော်တွေကဆရာတွေ3-4ယောက်ရှိတယ်နော်ဆရာပါစတာတွေ3-4ယောက်လောက်ရှိတဲ့ခါမှာအဲ့ဒီပါစတာတွေလည်းသူ့လူကိုပဲထည့်ချင်ကြတယ်အတင်းတော်ထဲမှာ Christian worship လည်းထည့်ချင်ကြတယ်နော်ပရောမတ်တခြားကဏ္ဍအပိုင်းမှာလည်းနော်ငွေရေးကြေးကင်နာကအစနောက်မှတကယ်လို့မျိုးကျွန်တော်တို့အတင်းတော်ကွဲတယ်ဆိုလို့ရှိရင်နော်အဲ့ဒီငွေကြီးချင်းကျွန်တော်လည်းလက်ထဲရောက်ဖို့ဆိုမှကိုယ့်ရဲ့လူပဲရွေးတာဖြစ်တယ်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့ဒီမှာလူရွေးတဲ့ခေါင်းဆောင်ကအကောင်းဆုံးရွေးမယ်အဲ့ဒါသူ့ကျွန်းပေးမပြောတဲ့အတိတ်ပဲကသူ့လူတွေကိုပဲလေနော်ဦးစားပေးမှဖြစ်တယ်နော်ကျွန်းတွေဆိုတဲ့အရာကသူပိုင်ဆိုင်တဲ့အရာတွေကိုနော်အကောင်းဆုံးပေးမှဖြစ်တယ်အဲ့ဒီရှင်ဘီရင်အတွက်ရှင်ဘီရင်ကသူ့ရဲ့အကောင်းဆုံးပဲယူမှဖြစ်တယ်မကောင်းတဲ့ယူမှမဟုတ်ဘူးဆိုတဲ့အရာကိုပြောချင်တယ်ဖြစ်ကျွန်တော်တို့ဆက်ကြည့်အောင်နော်ဒီမှာ
သူတွေတင်းတို့မျိုးစင်တဲ့စပြည့်ဥယျာဉ်များကိုဆယ်ဖို့တစ်ဖို့ကိုယူ၍သူရဲ့အရာရှိများကျွန်းများတူအားပေးလိမ့်မယ်လူရွေးတဲ့ခေါင်းဆောင်စောစောတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ရှမွေလကဣသရေလလူမျိုးတဲ့ complaint တက်ပြီးတော့မှနော်ရွေးခံရတဲ့သူဖြစ်တယ်ဆိုတော့ဖယားကတော့လူတွေရွေးတဲ့ခေါင်းဆောင်ကတင်းတို့ရဲ့မျိုးစေ့အကောင်းစေအစားတောက်တဲ့ခေါင်းတဲ့ဟာတွေယူပြီးတော့မှဆယ်ဖို့တဖို့တွေကိုလည်းယူပြီးတော့မှသူ့အတွက်ပဲသုံးမှဖြစ်တယ်ကျွန်းဆိုတဲ့ dick ကသူ့လူတွေပဲစားမှဖြစ်တယ်သူ့လူတွေပဲသုံးမှဖြစ်တယ်တော့မကျွန်တော်ဆက်သွားရအောင်သူတို့ကိုသူ့အလုံးမှာထားမြင်ပြောတဲ့အရာကလူရွေးတဲ့ပုဂ္ဂိုလ်ကသူ့လူတွေကိုနော်ဘယ်တော့မှကျွန်းနေရမှာမထားဘူးသူ့လူတွေကြတော့ငဲ့ညာမယ်နော်တခြားလူတော့မငဲ့ညာဘူးသူတို့တခြားမိသားစုတွေဘယ်လိုဆင်းရဲတယ်လဲဘယ်လိုဒုက္ခရောက်တယ်ဆိုစဉ်းစားတော့မှာမဟုတ်ဘူးဖယားမရွေးကောက်တဲ့သူတွေကလေဒီလိုမျိုးစိတ်ဓာတ်ရှိတာဖြစ်တယ်အဲ့ဒါကြောင့်ဆင်ခြင်ဖို့ရတဲ့အတွက်ဒီနှုတ်ကပတ်တော်ပဲကျွန်တော်ပြန်မဝင်ငှချင်တာဖြစ်တယ်ကျွန်တော်ဆက်တော့တင်းတို့ရွေးချယ်တော့ရှင်ဘုရင်ကြောင့်ထာဝရဘုရားကြီးထိုနိုင်တဲ့တင်းတို့စကားကိုနားမထောင်ပဲနေလိမ့်မည်သူကိုယ်တိုင်ကခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်သူ့စီမှာကျွန်တော်တို့တောင်းတယ်ဆိုလို့ရှိရင်ဖယားသခင်အဆဆရလုပ်ပေးမှဖြစ်တယ်ဘာလို့ဆိုဖယားသခင်ကသူကိုယ်တိုင်ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တို့ကြောင့်ညလူတွေကဖယားသခင်ကိုခေါင်းဆောင်နေမှာမထားချင်ဘူးဒီကနေ့ကျွန်တော်တို့အသင်းတော်ထဲမှာကျွန်တော်တို့ရဲ့ခေါင်းဆောင်ကဒီကနေ့ယေရှုခရစ်ဖြစ်တယ်ဒီကနေ့ယေရှုခရစ်ရဲ့ခေါင်းဆောင်အောက်မှာတွားနိုင်ဖို့ရတဲ့အတွက်သူ့ရဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့ကျွန်တော်တို့စကားနားထောင်ဖို့ဖြစ်တယ်သူ့ရဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့စကားကိုနားထောင်တဲ့အခါမှာပဲကျွန်တော်တို့အသင်းတော်ရဲ့နော်ဖယားရဲ့အလိုတော်ကပါလဲဆိုတော့ကျွန်တော်တို့နားလည်မှာဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒါတင်တို့ရွေးချယ်တဲ့ရှင်ဘုရင်ထာဝရတဲ့ထိုနဲ့တင်တို့စကားကိုနားမထောင်ပဲနေလိမ့်မယ်လုံးဝနားမထောင်တော့ဘူးဘုရားသခင်ဆိုတော့ကျွန်တော်တို့ဒီမှာတစ်ခုပြန်သွားမယ်ကျွန်ုပ်တို့ဒီလေလူမျိုးအားလုံးကဲ့သို့ဖြစ်နိုင်သည်တဲ့ဆိုတော့ဘုရားသခင်ကမရွေးတဲ့ခေါင်းဆောင်အောက်မှာတွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အောင်မြင်ခြင်းမရှိဘူးဆိုတဲ့အရာပြောတာဖြစ်တယ်ဆိုတော့သူတို့ထင်တာတော့တခြားလူမျိုးတွေကဲ့သို့အောင်မြင်မယ်တခြားလူမျိုးတွေကဲ့သို့ကျွန်တော်တို့ sit in အားတွေတောက်မယ်တခြားလူမျိုးကဲ့သို့ let net in အားတွေထုတ်ပြီးမှနော်စစ်တိုက်ကအောင်မြင်မယ်ဆိုပြီးမှသူတို့ကအဲ့လိုထင်တာတွက်တာစစ်မှုကဘုရားရဲ့အငန်းတာဖြစ်တယ်ဟာလေလုယာဒီကနေ့ယုံကြည်သူတိုင်းကျွန်တော်စစ်ပွဲတိုက်နေတာဖြစ်တယ်ခေါင်းဆောင်တိုင်းမှာစစ်ပွဲတိုက်နေတာဖြစ်တယ်ကျွန်တော်တို့စစ်ပွဲအောင်နိုင်ပေးတဲ့အခွင့်ပေးတဲ့သူကဘုရားသခင်ဖြစ်တယ်ထိုဘုရားနာမဘုန်းကြီးပါစေကျွန်တော်တို့ဆက်သွားကြအောင် next ဒီမှာအခန်းကိုကျွန်တော်ရောက်လာတဲ့အခါမှာရှောလူကနော်ဣရှာယေသားရှောလူဘုရင်ဖြစ်လာတဲ့အကြောင်းကျွန်တော်ဒီမှာကြည့်ရတကယ်တမ်းကျတော့ရှောလူကနောက်ကျောင်းရာဇဝင်မှာလေဖယားသခင်ကိုတကယ်သူလောက်တဲ့နေဖယားသခင်ကိုးကွယ်တဲ့ချီးမွမ်းနေဆိုတာကျွန်တော်မဖတ်မိမတွေ့တာလားเนาะကျွန်တော်ဖတ်လာတဲ့ခါမှာမတိတာလားမတွေ့တာဒါမဲ့ကိရှာကဘလိုနဲ့ဘယင်ဖြစ်လာတယ်ဆို तू ကတကယ်တမ်းကျတော့မြီးပြောက်လို့လေမြီးကိုရှာရင်းနဲ့ तू ကရှမွေလနဲ့နေပြီးတော့မှဘိတ်တိတ်ပြီးမှဘယင်ဖြစ်လာတာဖြစ်တယ်ဘာလို့ဖယားသခင်ကလူတွေကလေဣသရေလလူမျိုးတွေကဖယားသခင်က complainted လို့ဖယားသခင်နဲ့နေပြီးတော့မှနေအဲ့ဒီကိရှာရဲ့သားရှောလူကိုမြီးကြောင်းရင်းနဲ့ခေါင်းဆောင်အဖြစ်နဲ့ရှမွေလကိုပိတ်တိတ်ပေးခိုင်းတာဖြစ်တယ်ဒါပေမဲ့ဖယားသခင်ကရှောလူကိုဘယင်ခန့်တဲ့အခါမှာစိတ်ပျော်သလားဆိုတော့စိတ်ပျော်လို့သူ့ပိတ်ပေးခိုင်းတာမဟုတ်ဣသရေလလူမျိုးတွေကအား complainted လို့ပေးလိုက်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တချို့အဲ့ဒါကြောင့်ကျွန်တော်တို့ဆရာတပါးပြောတယ်လို့ကျွန်တော်တို့ချင်းပြည်နယ်မှာပါအများဆုံးထွက်တယ်လို့ပြောပါစတာအများဆုံးထွက်တယ်လို့ပြောတာကျွန်တော်ကြားဖူးတယ်ကျွန်တော်စဉ်းစားတဲ့အခါမှာဒီနေ့ပါစတာနေတချို့ဆိုလို့ရှိရင်ကျမ်းစာကြောင်းတက်ပြီးမှချက်ချင်းပါစတာလုပ်ချင်ကြတယ်နေရာမပေးတော့မှဖြစ်တယ်လေကိုကထွက်ပြီးမှအတင်းတော်တိုင်းမှာလေပါစတာလုပ်ချင်တယ်ဒါလည်းကောင်းပါတယ်ဖယားတကယ်နော်အမှုတော်ဆောင်နေဆိုကောင်းတယ်နော်မကောင်းဘူးလို့မပြောချင်ဘူးတိုးတော်ညာလည်းပဲခေါင်းဆောင်ကိုလိုချင်လို့နော်အတင်းတော်ဖွဲ့တာတော့ကျွန်တော်အနေနဲ့တော့မမှန်ဘူးလို့ကျွန်တော်မြင်တာပေါ့ဆိုတော့ဒီမှာကျွန်တော်တို့ကြည့်တဲ့အခါမှာ
တချို့ဆိုလို့ရှိရင်လမ်းကြုံလို့ကျွန်တော်အတွေ့အကြုံမှာတော့ဒါလေမပြောရင်လည်းကောင်းတော့မကောင်းဘူးတချို့ဆိုလို့ရှိရင်မိဘတွေကသားသမီးတွေကတောက်စားလွန်းလို့လေမထိန်နိုင်လို့ဓမ္မအကြောင်းပို့လိုက်တာအကြောင်းစင်းတဲ့ပါစာဖြစ်သွားတယ်နော်တချို့ဆိုလို့ရှိရင်စကားနားမထောင်လို့တချို့ဆိုလို့ရှိရင်ဘာမှသားကအတုံးမရလို့နော်ရှေးရေးနာကကိုကြည့်တဲ့ခါဘာမှထူးခြားမှုမရှိမဲ့ပုံစံဖြစ်တဲ့ခါမှာဓမ္မအကြောင်းတွေပို့ပြတော့မှဆင်းလာတဲ့အခါကျတော့သူတို့ကဖယားသခင်ရဲ့အလိုတော်အောက်မှာသွားတယ်သူတို့ဟုတ်တယ်ကျွန်တော်ဒီကနေ့ကြည့်တဲ့ခါမြီးရှာရင်းနဲ့ပဲသူကဘယင်ဖြစ်အကျွေးခံရတယ်ဆိုတော့ဘာဖြစ်သွားလဲဆိုကျွန်တော်နောက်မှလေ့လာတဲ့ခါမှာကျွန်တော်တို့သိမှဖြစ်တယ်ကျွန်တော်တို့အဲ့ဒီ chapter 73ကိုထဲမှာကျွန်တော်ရောက်တဲ့အခါမှာဣသရေလလူမျိုးတွေရာလေအလိုလိုနဲ့ကွဲလွန်သွားတယ်ဘာလို့ဆိုတော့ရှောလုကဖယားရဲ့အလိုတော်တိုင်းသွားမဥဆောင်တဲ့အတွက်ကြောင့်ဖြစ်တယ်နောက်ပြီးတော့ तू ကဖယားသခင်ကိုနော်ဖယားသခင်ကိုမေးလေနေထမရှိဘူး तू ကတခုခုလုံးမဲ့တိုက်ပွဲတိုက်မယ်ဆိုလို့ရှိရင်ဖယားသခင်ကိုယင်မေးပြီးမှလောက်တာမရှိဘူးနောက်ကျွန်တော်ဆက်သွားရအောင်ဒီမှာပြဿနာကြီးကြီးอ่ะဒီမှာဖယားသခင်ကရှောလုကိုမနစ်သက်တဲ့အရာတွေတဖြည်းဖြည်းလာတယ်ပထမပိုင်းမှာတော့ဖယားသခင်လည်းမတောင်းတော့ဘူးသူ့ဟာနဲ့သူလှုပ်လာတယ်ဘယ်လောက်အထီးဖြစ်လာတယ်လဲဆိုလို့ရှိရင်မီးရှို့တဲ့နော်ရစ်ပူဆိုတဲ့အထီးရောက်လာတဲ့အခါမှာတကယ်တော့ရစ်ပူဆိုဖို့ရတဲ့အတွက်ဘယ်သူမှတာဝန်ရှိတယ်လဲဆိုလို့ရှိရင်ရှမွေလမှာပဲတာဝန်ရှိတယ်ယစ်ပရောဟိတ်မှာပဲတာဝန်ရှိတယ်ဒါမဲ့ तू ကဘာလုပ်တယ်ဆိုလို့ရှိရင် तू ကโอ้ရန်သူတွေလာတော့မယ်တိုက်တော့မယ်ကဲဘာဖြစ်ဖြစ်ကျွန်တော်ရစ်ပူစမ်းမယ်ကဲယူခဲ့ကြရှောလုကသူ့ဟာသူလည်းဆုံးဖြတ်တယ်မှာရစ်ပူဆိုတယ်စဉ်းစားကြည့်အဲ့ဒါသူ့ရဲ့အလုပ်မဟုတ်ဘူးသူ့အလုပ်မဟုတ်ပဲနဲ့ယေဘရဟိတ်ရဲ့အလုပ်ကိုသူလုပ်လိုက်သွားတာဖြစ်တယ်မီးရှို့ရကြီးကိုငါထံတော့ယူခဲ့ကြတယ်ယူလာပါတဲ့ဘုရားသခင်စီလည်းမင်းမျက်နှာမဟုတ်ဘူးကဲဒီမှာရှမွေလလည်းမရောက်နိုင်တော့ဘူးကျွန်တော်တို့ရန်သူတွေလာနေပြီနော်ကျွန်တော်တို့စစ်ရှုံတော့မယ်ကဲရန်သူတွေဒီမှာရောက်တော့မယ်ကျွန်တော်တို့ဘာလုပ်ရမလဲကိုတော့မေးရမှာကိုရောကတခုခုတော့အဖြစ်ပေးရမှာသူတော့ကိုတော့မမေးကြဘူးဘုရားသခင်မမေးပဲနဲ့သူ့ဟာသူနဲ့မီးရှို့တာဖြစ်တယ်ရစ်ပူဇော်တာဖြစ်တယ်ဆိုတော့ဒီမှာဘုရားသခင်မကြွေးကောက်တဲ့သူဘုရားသခင်ကပိတ်သိမ့်မပေးတဲ့သူဘုရားသခင်ရဲ့အလိုတော်ကိုနားမလည်တဲ့သူကကိုယ့်ဟာကိုယ်ဆုံးဖြတ်တာဖြစ်တယ်ဘုရားသခင်မေးတဲ့အခါမှာတခါတလေကျတော့ချက်ချင်းမေးတဲ့အခါအဖြေရတော့တခါတလေကျတော့ဖြစ်ပေါင်းမြောက်များစွာလေကျွန်တော်တို့အဖြေရတာဖြစ်တယ်ဟိုပါစတာကတော့ဒီမှာဆုမတောင်းလို့ထင်တယ်ကျွန်တော်တို့ဒါလို့ချင်တယ်မရဘူးအဲ့ဒါကျွန်တော်တို့ယုံကြည်တယ်အဲ့လိုမျိုး complete တက်တယ်တကယ်တော့ပါစတာတွေကဒီမှာဆုတောင်းတဲ့သူတွေကတော့တောင်းရှာတယ်သူတို့လည်းအဖြေမှမရသေးတာအဖြေမရမချင်းတော့ပြောပိုင်ခွင့်မရှိဘူးနော်ဆိုတော့တချို့ကျွန်တော်တို့စိတ်ဆန္ဒစောပြီးတော့မှလောက်တာတွေရှိတယ်ကျွန်တော်တို့ဆက်လက်ပြရအောင် next presentation ဒီမှာကျွန်တော်တို့ကြည့်တဲ့အခါမှာရှောလုကိုဘယင်အဖြစ်ခံရတာကပါဆိုလူရဲ့အမြင်နဲ့ထွားကြိုင်းတယ် तू ကအရက်ကောင်းလဲနော်အရက်တွေကောင်းတယ်လို့ပြောတယ်နောက်မှ तू ကရဲရင့်တယ်ခွန်အားကြီးတော့သူဖြစ်တယ်တဲ့ဆိုတော့ကျွန်တော်တို့ရှောလုရာတကယ်တော့ပြောမယ်ဆိုဣတိယလူမျိုးတွေထဲမှာအရက်အမောင်းလည်းကောင်းတယ်ရုပ်ရည်လည်းထားတယ်ဒါကျွန်တော်တို့လူတွေကြည်တတ်တဲ့သဘောတဘာဝဖြစ်တယ်တခါကျကျွန်တော်အသင်းတော်ထဲမှာကျွန်တော်တို့ကဲပါစတာ3-4ဦးရှိတယ်ထားပါတော့ကျမ်းစာကျောင်းဆင်းတဲ့သူ4-5ဦးလောက်ရှိတယ်ထားပါတော့ကျွန်တော်တို့ရွေးမယ်ဆိုလို့ရှိရင်တချို့ကစကားအပြောကောင်းတဲ့သူလည်းရွေးနိုင်တယ်တချို့ကतू ကဘွေရတယ်ဆိုမှရွေးနိုင်တယ်တချို့ကြတော့तू ကအစိုးရနဲ့နည်းနည်းအဆက်တွေရှိတယ်ဆိုတော့အခွင့်အရေးရှိနိုင်တယ်ဆိုမှအခွင့်အရေးကိုကြည့်ပြီးမှပါစတာကျွန်တော်ရွေးနိုင်တယ်တိုးတော်ရနဲ့ဖယားသခင်နဲ့စိတ်ဝင်စားတာအဲ့ဒါစိတ်ဝင်စားဘူးလူဒီအစင်တရံကိုကြည့်တတ်တယ်ဖယားသခင်မူကားအလုံးကိုကြည့်ရှုတတ်တယ်ဆိုတော့ကျွန်တော်တို့လူတွေကရွေးလိုက်တဲ့ခေါင်းဆောင်တွေကကြီးတဲ့အရာတွေကြီးမြတ်တဲ့ဂုဏ်ပဂါသနာတွေကြည့်ပြီးမှကျွန်တော်ရွေးလို့ရှိတယ်ကျွန်တော်ရှောလူလည်းပဲတကယ်တော့ပြောမယ်ဆိုလို့ရှိရင်တကယ်အင်အားကြီးတယ်ပဲခွန်အားတယ်အယုတ်အမောင်းတွေလည်းကောင်းတယ်လို့ပြောတာပေါ့လေနော်ကျ
ကျွန်တော်တို့ဒီမှာနှိုင်းရှင်မယ်ဆိုလို့ဘသူနဲ့နှိုင်းရှင်မလဲကျွန်တော်လည်းမပြောတတ်တော့ဘူးခေါင်းဆောင်ရွေးတာတချို့ရုပ်ကြီးတွေလည်းကြည်တတ်တယ်ပေါ့လေနော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ကိုအုံနှင်းမြလူတွေကသူကရမောင်းကောင်းတယ်ကွာပဲသူခေါင်းဆောင်ဒါလူရဲ့အမြင်ပါလေနော်အဲ့လိုရှိတတ်တယ်ဆိုတော့ကျွန်တော်ဆက်ကြည့်အောင်ကျွန်တော်ဗာတွေ့ရသေးတယ်ဆိုတော့ရှောလဲလူများတီအာကတ်ကိုချမ်းသာပေးပြီးသူတို့ကိုလုံးဝဖျက်ဆီးခြင်းမပြုခဲ့ပါတဲ့ဆိုတော့အာမလက်လူမျိုးတွေကိုသူတို့ကစစ်တိုက်တဲ့အခါမှာသူတို့ကအောင်တဲ့အခါဘုရားသခင်ကသူတို့ပြောထားတဲ့အရာရှိတယ်တရားမှမချန်နဲ့တဲ့ကလေးတငယ်တွေနော်အားလုံးနော်လူတွေလည်းအကုန်လုံးရှင်းရှင်းဖြတ်စည်းပါတဲ့သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေလည်းတစ်ခုမှမယူနဲ့တဲ့အဲ့လိုဘုရားသခင်ဆိုတော့အဒီဟာပဲကျွန်တော်တို့တခြားဘာသာတွေရတော့နင်တို့ဘုရားကလူတတ်တဲ့ဘုရားဖြစ်တယ်ဆိုမှလေနော်ကျွန်တော်တို့ဒီကြမ်းချက်ထဲမှာပဲအာမလက်လူမျိုးတွေကိုနော်ဣသရေလလူမျိုးတွေကရှင်းရှင်းဖြတ်စည်းတဲ့အပေါ်မှာလူတွေကတခြားဘာသာတွေက complaint တက်လို့ရှိတယ်မင်းတို့ဘုရားကလူတတ်တဲ့ဘုရားသခင်ကတတ်တာကသူတို့အထဲမှာရှိတဲ့ဝိညာဉ်ဆိုပိုင်တဲ့သူတွေရဲ့အတ္တကိုဖြတ်စည်းတာဖြစ်တယ်ဘုရားသခင်ကဝိညာဉ်ကိုနှမျောတဲ့သူဖြစ်တယ်ကိုခန္ဓာကိုနှမျောတာမဟုတ်ဘူးခန္ဓာကိုက तू ကဖြစ်စေဆိုတဲ့ဘုရားဖြစ်တယ်ဒီဝိညာဉ်ကိုနှမျောတာဖြစ်ဒီဝိညာဉ်ထဲမှာအသားတွေပြန်ပြီးမဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေပြန်ရှင်နိုင်တဲ့အခွင့်နဲ့ဘုရားသခင်မှာရှိတယ်ဘုရားသခင်ကတတ်တာသူတို့ရဲ့ဝိညာဉ်တတ်တာမဟုတ်ဘူးသူတို့မကောင်းတဲ့အကျင့်စရိုက်တွေသူတို့လုပ်တဲ့အာမလက်လူမျိုးတွေအကျင့်စရိုက်လုံးဝမကျင့်ဘူးဒီကနေ့ကျွန်တော်အရင်ပြောဖို့တယ်ကျွန်တော်တို့လူတိုင်းမှာအာမလက်ရှိတယ်နော်ခမရလက်မှာအာမလက်ရှိတယ်ခမရဦးတော့အတွေးခေါ်တယ်အာမလက်ရှိတယ်ဘုရားသခင်ကအဲ့ဒါကိုဖြတ်စည်းခိုင်းခြင်းတဲ့အရာကမကောင်းတဲ့အရာဒုစိတ်အားလုံးကအာမလက်ဖြစ်အဲ့ဒါဘုရားသခင်ဖြတ်စည်းခိုင်းတာဆိုတော့မင်းခုကဲမင်းလုံးဝမင်းအပြစ်အားလုံးကိုဘုရားသခင်ကမင်းဝင်ချတောင်းပါဆိုမှဒီဟာလေးတော့ကျွန်တော်ဥမာတဘောကငွေတက်မဲ့တဲ့ထားပါတော့ဒါမှမဟုတ်ရှင် Facebook ဆွဲလန်းနဲ့ထားပါတော့တခုကြတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ထားလိုက်မယ်ဂျာနာရီအတွက်ပဲကျွန်တော်ဘုရားသခင်ကိုကျွန်တော်ဆုတောင်းမှခွင့်လွတ်ဖို့ရတောင်းမယ်ဂျာနဲ့ဟာတော့ထားလိုက်မယ်ဆိုတာမရဘူးဘုရားသခင်ကလုံးဖြတ်စည်းပါဆိုလို့ရှိရင်ခမရဆွဲလန်းတဲ့အလိုက်ကျွန်တော်ဖြတ်စည်းဖို့လိုအပ်တယ်ဆိုတော့ဒီမှာကျွန်တော်ကြည့်တဲ့အခါမှာအာမလက်လူမျိုးရှိကလူတွေတို့အာကနော်သူတို့မင်းအာကနော်အာကဟုတ်တယ်နော်အာကမင်းတို့ဘယင်တော့မတတ်ဘူးသူတို့ခေါ်လာတာတော့မတူဝါဖြိုးတဲ့ဆူဖြိုးတဲ့နွားတွေတိုးတွေတရစ္ဆာန်တွေယူလာတယ်တဲ့ကောင်းတဲ့အရာရွှေနဲ့လုပ်ထားတဲ့အရာတွေယူလာတယ်တဲ့ဖယားတကယ်လုံးဝမယူလာနဲ့လို့ပြောတဲ့ဟာသူကယူလာအဲ့ဒါဘယ်လိုမျိုးခေါင်းဆောင်လဲဆိုလို့ရှိရင်ဖယားတခင်မမြင်မြန်ပဲနဲ့ခေါင်းဆောင်လုပ်တဲ့ရှောလူရဲ့အသက်တာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့စောကျွန်တော် topic မှာစတဲ့အခါမှာ dot ထားတာကျွန်တော်တို့အရင်ဆင်ခြင်ဖို့ရည်ကြီးကျွန်တော်ခေါင်းဆောင်ရွေးတဲ့အခါမှာရုပ်ရည်ကိုကြည့်သလားခေါင်းဆောင်ကိုရွေးတဲ့အခါမှာဘယ်လိုပုံစံရွေးတယ်လဲခေါင်းဆောင်ကိုဘယ်လိုကိုးစားမယ်ခေါင်းဆောင်ကိုဘယ်လိုကျွန်တော်တို့လေးစားရမယ်ဆိုတာအမျိုးမျိုးထည့်ခိုင်းတာလေအဲ့ဒါကျွန်တော်တို့ခေါင်းဆောင်ဖယားသခင်မရွေးကောက်မခွဲခန့်တဲ့သူကရှောလူရဲ့အသက်တာကဲ့သို့ဖြစ်တာဖြစ်တယ်ဆိုတော့ကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်ဒီမှာစောကျွန်တော် topic နော်နားထောင်ခြင်းဒီရုပ်ထုဆောင်ခြင်းတက်တာကြီးကောင်းတယ်နားထောင်ခြင်းဒီတိုးတိစီတက်တာကြီးကောင်း၏တဲ့ဆိုတော့နားထောင်တာပဲဘုရားသခင်နဲ့ကြိုက်တယ်ရှောလူကဘုရားစကားနားမထောင်ဘူးသူကသူလှုပ်တာနော်သူရဲ့အလုပ်မဟုတ်တာတွေရှောက်လုပ်နေတာတခါတည်းကျွန်တော်တို့လည်းတော့ပါစတာမလုပ်တဲ့အရာတွေကျွန်တော်လုပ်တာတွေလည်းရှိတယ်နော်ဒါကြောင့်ကျွန်တော်ဆင်ခြင်တယ်ဘုရားဒီမှာကျွန်တော်တို့ပါစတာပြောမြဟာကျွန်တော်လိုက်ပြောတာတွေလည်းရှိတယ်ဘုရားကကျွန်တော်ဘုရားလည်းမမေးပဲနဲ့ကျွန်တော်ရှောက်လုပ်တာတွေရှိတယ်နော်ဒါကျွန်တော်ဆင်ခြင်ဖို့ဖြစ်တယ်ဆိုတော့ဘုရားသခင်နှစ်သက်တရားနားထောင်ခြင်းနဲ့ဘုရားကကျွန်တော်တို့ဘာပြောတယ်အဲ့ဒါအရင်ဆုံးနားထောင်ဖို့ဖြစ်တယ်ခေါင်းဆောင်တိုင်းမှာအဲ့ဒါအရေးကြီးတဲ့ point ဖြစ်တယ်ဘုရားသခင်ကိုနားထောင်တဲ့ခေါင်းဆောင်သားတွေတကယ်ခေါင်းဆောင်ကောင်းဖြစ်တယ်ဘုရားသခင်မမေးမြန်းပဲနဲ့ကိုယ့်ဟာကိုယ်လေရှောက်လုပ်တဲ့အရာကတကယ်တမ်းခေါင်းဆောင်ဘုရားရွေးကောက်တဲ့ခေါင်းဆောင်မို့လူမြင်တဲ့လူရဲ့အတွေးခွန်နဲ့လူရဲ့နော်ဆန္ဒနဲ့ကျွန်တော်ရွေးကောက်တာဖြစ်တယ်ဆိုတော့ကျွန်တော်ကြည့်တဲ့အခါဒီမှာအင်္ဂလိပ်လိုကြားတော့သူကလေပါလဲဆိုတော့ hearken နဲ့ obey ဆိုမှရှိတယ်နော် obey ဘုရားသခင်ရဲ့စကားနားထောင်ခြင်းဆိုတော့နားထောင်တယ်ဆိုတာမျိုးရှိတယ်နော်နားထောင်တာလေဥပမာတဘောကျွန်တော်ကတရုတ်တချင်းဖွင့်နေထားပါတော့ကျွန်တော်နားထောင်တယ်လေနားလေသလားနားမလဲဘူးဥပမာရှမ်းတချင်းဖွင့်မှာကွာနားထောင်တယ် music တွေလည်းကောင်းတယ်နော်အတန်နဲ့အဲ့ဆိုတဲ့သူလည်းကောင်းနိုင်တယ်ကျွန်တော်နားမလဲဘူးဘာအကျိုးရှိတယ်လဲနော်ဒီနားထောင်တာ
ဒါမဲ့စကလုံးတွေနားလေတဲ့စကလုံးတွေလာတယ်နော်အဲ့ဒီစာသားတွေကောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့နှလုံးသားနဲ့နားထောင်ခံစားရတာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ဖျားသခင်ရဲ့စကားနားထောင်တယ်ဆိုတာနှလုံးသားနဲ့နားထောင် heart gain လို့ပြောတယ်နော်ဒီအင်္ဂလိပ်လိုကြားတော့နော်ဒီမှာ heart gain then fed of rams စူဖြိုးတဲ့နော်တိုးထစ်တဲ့တာကြီးကောင်းတယ်မနေ့ကျွန်တော်တို့ဟောမိသားစုဟောဘတ်နဲ့ပြန်လာတဲ့အခါမှာတိုးတွေကိုဝတ်ဖြိုးတာကိုကျွန်တော်မြင်တဲ့အခါမှာကျွန်တော်ကတော့ဝတ်တဲ့တိုးကဘာဘီကျူလုပ်တဲ့ကကောင်းတယ်ပေါ့အမျိုးသမီးကအစီရှိတော့မကြိုက်ဘူးတဲ့တကယ်တမ်းကျတော့အစီမရှိဘူးဆိုလို့ရှိရင်ဘာဘီကျူလုပ်တဲ့ကမှာအရသာမရှိဘူးအဲ့ဒီအရသာကောင်းစေတဲ့အရာကအစီဖြစ်တယ်အစီကကောင်းနေတာဖြစ်တယ်တကယ်တမ်းကျအစီကြောင့်ကောင်းတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဖယားသခင်ရဲ့စကားကနားထောင်ခြင်းတာစောစောကြောင့်နှလုံးသားနဲ့နားထောင်တာပိုကောင်းတာဖြစ်တယ်အဲ့ဒါနှလုံးသားနဲ့နားထောင်တဲ့အရာနော်ကျွန်တော်တို့အတွင်းဝိညာဉ်နဲ့နားထောင်ပြီးမှဆင်ခြင်တဲ့အရာတွေကတခြားလောက်တာတဲ့အရာကောင်းတာဖြစ်တယ်ဆိုတော့မင်္ဂလာရှိတဲ့သူစောစောလည်းကျွန်တော်ဆရာဒီမှာပြောတယ်နော်ဖယားသခင်ရဲ့ပညာတော်ကိုနာခံတဲ့သူကမင်္ဂလာရှိတယ်နောက်မှဖယားရဲ့ပညာတော်ကိုစစ်စစ်မြင်ဆင်ခြင်တဲ့သူကမင်္ဂလာရှိတယ်နော်ထာဝရဘုရားကြောက်ရွံ့တဲ့သူကမင်္ဂလာရှိတယ်စောစောကျွန်တော်ဒီမှာဖတ်ပြသွားပြီနော်မင်္ဂလာရှိတဲ့ဆာလံ34ထဲမှာလေနော်ထာဝရဘုရားကိုကိုးစားတဲ့သူကမင်္ဂလာရှိတယ်မင်္ဂလာမြောက်များစွာရှိတယ်ဆိုတော့အဲ့ဒီမင်္ဂလာမြောက်များစွာရရှိဖို့ရန်အတွက်ကျွန်တော်တို့ဘုရားရဲ့စကားနားထောင်တတ်ဖို့ရန်ရည်ကြီးဆိုတော့ဒီရှောလူနဲ့ပတ်သက်ပြီးတော့ဒီလောက်ဖြစ်တယ်ဆိုတော့ကျွန်တော် step တွားရအောင်ဒီမှာကျွန်တော်တို့တိုင်းရှင်ကြည့်အောင်ဒေးဗစ်ရှင်ဘုရင်ကြတော့ကျွန်တော်မပြောလို့တော့ဘူးနော်ဒီမှာအားလုံးသိပြီးသားဖြစ်တယ်ဆိုတော့ဒေးဗစ်ရှင်ဘုရင်ကရှင်ဘုရင်မဖြစ်ခင်တော့သူကဖယားနဲ့အမြဲတမ်းတွားလာတဲ့သူဖြစ်တယ်နံပါတ်1ငယ်ငယ်ကလေးကလည်းသူတိုးထိန်းတာနောက်ပဲဖယားကိုချီးမွမ်းတာဖြစ်တယ်ဖယားကိုအမြဲတမ်းစကားမိနော်ဖယားနဲ့အမြဲတမ်း relationship လုပ်တယ် fellowship အမြဲတမ်းလုပ်တယ်မိသားရအမြဲတမ်းဖွဲ့တယ်ကျွန်တော်ဒေးဗစ်ကိုကျွန်တော်ကြည့်တဲ့အခါမှာဖယားသခင်စီမှာအမြဲတမ်းဆူတောင်းတဲ့အတွက်ကြောင့်သူ့ရန်သူတွေနိုင်တယ်နော်သူကဖယားသခင်နဲ့အမြဲတမ်းတွားလာတဲ့အတွက်ကြောင့်ဆိုတော့သူဘယင်ဖြစ်လာတာလဲကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ကောလျက်နိုင်လို့ဘယင်ဖြစ်တာမဟုတ်ဘူးနော်တခြားဟိုအာမုန်တို့အမရိုက်လူမျိုးတွေနော်မအမလက်လူမျိုးတို့တွားတိုက်လို့အောင်မြင်လို့သူဘယင်ဖြစ်လာတာမဟုတ်ဘူးဘာလို့လဲဆိုလို့ရှိရင်ဖယားသခင်ရဲ့စကားကိုအမြဲနားထောင်နေကြဖြစ်တယ်ဟာလေလုယာဖယားစကားနားထောင်ခြင်းတာတခြားအရာတွေထက်ကောင်းတာမရှိတော့ဘူးလို့ကျွန်တော်ပြောလို့ချင်တယ်ဖြစ်တယ်ဆိုတော့ဒေးဗစ်ကကျွန်တော်တို့ကြည့်တဲ့အခါမှာဒေးဗစ်အပြစ်လုပ်ခဲ့တဲ့အရာတွေဘယ်နှခုရှိတယ်လဲလို့မေးနေတချို့ကတော့တစ်ခုပဲရှိမယ်တစ်ခုသုံးခုအဲ့လိုနော်ပြောလဲပြောနိုင်တယ်ဆိုတော့တကယ်တမ်းကျဒေးဗစ်ကတချို့ကဒေးဗစ်ကိုအပြစ်တင်တဲ့အရာတစ်ခုရှိတယ်နော်ဘာတရှေဘသူများရဲ့မိန်းမလေနော်တိန်းတာအဲ့ဒါ तू စစ်တိုက်တဲ့နေရာမှာတွားဖို့ပဲတဲ့ तू ကဘယင်ဖြစ်နေပြီလေဘယင်ဖြစ်တဲ့နန်းတော်ထဲမှာနားနေတာနားတဲ့အခါကျတော့ तू များဇနီးတဲ့ဖြစ်တာတော့ तू လည်းမသိဘူးလို့နော် तू ကတိန်းတော့သူ့ရဲ့နန်းတော်ထဲမှာခေါ်လာပြင်မှာတိန်းတာပေါ့လေနော်အဲ့ဒီတိန်းလာတာနဲ့နောက်ပိုင်းကျတော့ဘလို့ဖြစ်လဲဆိုတော့ तू များရဲ့မိန်းမဖြစ်တယ်ဆိုတာနာတန်တင်နော်နာတန်ကပြောတဲ့အခါမှာ तू လည်းလန့်သွားတယ်လေလုတ်ပြီးသွားပြီဘာမှမထူးတော့ဘူးလေဆိုတော့နောက်ပိုင်းကျတော့အဲ့ဒီအပြစ်တစ်ခုလုပ်တာနဲ့သူ့အမျိုးသားလည်းနော်ဟိုမှာရှေတန်မှာပို့ပြီးမှတည်တဲ့အထက်လုပ်တာပေါ့အဲ့ဒီနေရာလေးမှာရှင်ဒေးဗစ်ကအပြစ်တစ်ခုလုပ်ခဲ့တဲ့အရာရှိဆိုတော့အဲ့ဒီမတိုင်ခင်မှာ तू အပြစ်လို့ तू ထင်တဲ့အရာပါလဲဆိုလို့ရှိရင်ရှောလူရှင်ဘုရင်ကနေနေပြီးတော့မှလိုက်တာသူ့ကိုလေအတကုံလိုက်တာလိုက်တဲ့အချိန်မှာပထမအချိန် तू ကရှောလူရှင်ဘုရင်က exit တဲ့အချိန်မှာသူ့ရထန်ယူလိုက်တယ်နော်ထန်တခါတော့ယူတယ်ဒါပေမဲ့ဒေးဗစ်ကတတ်တယ်လားဆိုမတတ်ဘူးနော်အဲ့ဒီချိန်မှာဒုတိယအချိန်မှာကြောက်ကူထဲမှာအိတ်နေတဲ့အချိန်မှာသူ့ရဲ့ဟိုပေါ့တင်ကန်လို့ပြောမယ်ထင်တယ်တင်ကန်သူ့ရဲ့အဝတ်စပြောမှာပေါ့ရှောလူရဲ့အဝတ်ကိုသူကထီပြီးမှယူသွားတယ်လေတကယ်တမ်းဖယားကျွန်တော်ကကိုရောကိုတတ်မယ်ဆိုတတ်လို့ရတယ်ဆိုတဲ့သဘောပေါ့တက်တေအနေနဲ့အဲ့ဒီအဝတ်စုပ်လေးသူကသူ့စီမှာတော့သူကရောက်သွားတာပေါ့နောက်ဆုံးကြတော့ရှောလူနဲ့တွေ့တဲ့အချိန်မှာတအားငိုတယ်နော်အော်ကိုရောသူကဘယင်လက်ရှိဣသရေလလူမျိုးဘယင်ဖြစ်တယ်အယံပြစ်မှားတယ်ကျွန်တော်မလုပ်တဲ့အရာတွေလုပ်ပြီးသွားပြီ
ကိုရောရဲ့ဝတ်တော့ဒီမှာသင်္ကန်းကိုကျွန်တော်ဖြတ်မိတယ်မှားတယ်ဆိုမှငိုယိုးမှတောင်းပန်မှာနော်ဖခင်သခင်ကိုလည်းပြစ်မှားတယ်တဲ့တကယ်သူ့ရန်သူနော်သူ့ရန်တက်လို့ရတယ်တကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ဒါမဲ့ဒေးဗစ်ရှင်ဘီနာဘယ်တော့မှဖခင်သခင်စကားမလာမချင်းဘယ်တော့မှအမှုမလုပ်ဘူးဖခင်သခင်စကားကိုပဲနားထောင်ပြီးတော့မှလုပ်လို့ရှိတယ်ဆိုတော့ရှောလူရဲ့သင်္ကန်းအဲ့ဒီအစအလေးဖြတ်တာတော့မှငါပြစ်မှားပြီကိုရော့ကိုတော်ကောင်ရှောလူကိုပြောတာနော်ကိုရော့ကိုတော်ထာဝရဘုရားကိုတော်ကျွန်တော်ပြစ်မှားပြီဆိုငိုယိုးပြီးမှတောင်းပန်တာဒါပထမအပြစ်နော်သူလုပ်တာနော်ဒုတိယကျွန်တော်ပြောပြသွားပြီသူများရဲ့ဇနီးကိုတိမ့်ပိုက်တာဒါမဲ့တိမ့်ပိုက်တဲ့ချိန်မှာသူတောင်းပန်တယ်နော်တောင်းပန်တယ်ဘယ်လောက်တောင်းပန်တယ်ဆိုအားလုံးသိပြီးသားဖြစ်ဆိုတော့အဲ့ဒီနေရာမှာကွာသွားတာဤကနေ့ချစ်တော်မိတ်ဆွေဒေးဗစ်ရှင်ဘီကသူငယ်ငယ်ကလေးဖခင်နဲ့တွာလာတယ်အပြစ်မလုပ်ဘူးဆိုတော့ကျွန်တော်တို့ကြည့်တဲ့ခါမှာဆော့ဆော့ပြန်ပြီးမှဒီမှာကြည့်တဲ့ခါမှာဤကနေ့ဖခင်ရဲ့လူဖခင်ရဲ့ခေါင်းဆောင်ဖခင်ရဲ့ရှင်ဘီရင်ကဘာကိုနှစ်သက်တယ်လဲဆိုလို့ရှိရင်သူရဲ့မျက်မှောက်တော်ဖြစ်တယ်ဟာလေလုယာမျက်မှောက်ပဲကြိုက်တာဖြစ်တယ်ဒေးဗစ်ရှင်ဘီကတော့ဘာပြောတယ်လဲအိုးကျွန်တော်ကိုမနှင်ထုတ်ပါနဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်ထံမှာပြရှားပါနဲ့အဲ့ဒါပဲ तू ကဘုရားသခင်မှာတောင်းဆိုတာဖြစ်တယ်ကဲရှောလူကြည့်အောင်ရှောလူကဘာပြောတယ်လဲဆိုတော့ဒီမှာကြည့်ရအောင်ကျွန်ုပ်ဒီပြစ်မှားမိပါပြီပြောတာကောင်းတယ်နော်သို့တော်လဲကျွန်ုပ်လူမျိုးရဲ့တကြီးသူများရှေ့တွင်၎င်းဣသရေလလူမျိုးရှေ့တွင်၎င်းကျွန်ုပ်ရဲ့ဂုဏ်တွေကိုမဖျက်ဆီးပါနဲ့တဲ့သူ့ရဲ့ယာထူးတွေမဖျက်ဆီးပါနဲ့တဲ့သူ့ရဲ့ဘရင်ဖြစ်ခြင်းတွေနော်သူ့ရဲ့ခွန်အားတွေသူ့ရဲ့တန်မာတဲ့အစွမ်းအစတွေကိုမဖြတ်စည်းပါနဲ့တဲ့ကျွန်ုပ်နဲ့တူပြန်လာပါကျွန်ုပ်ဒီကိုရောဖခင်သခင်ထာဝရကိုကိုးကွယ်နိုင်တဲ့အကြောင်းတောင်းပန်ပါ၏တဲ့ဆိုတော့ဖခင်သခင်ဘယ်လိုပဲတောင်းပန်ပေတော့မလာတော့ဘူးဘာလို့ဆိုတော့ तू ကတောင်းပန်တဲ့အရာကိုးကွယ်ခြင်းတဲ့အရာကသူ့ရဲ့ဂုဏ်အတရေကိုပဲကြည့်ပြီးတော့မှ तू ဖခင်သခင်ကိုကိုးကွယ်တာဖြစ်တယ်ဒေးဗစ်ရှင်ဘီရင်ကြတော့ तू ကိုးကွယ်တာဖယားသခင်ရဲ့မျက်မှောက်တော်နဲ့လုံးဝမထွက်သွားဖို့မျက်မှောက်တော်နဲ့တခြားမသွားခြင်းဘူးနော်ဒေးဗစ်ရှင်ဘီရင်ကဘယ်အရာကိုတောင်းတယ်လဲဆိုလို့ရှိရင်ကျွန်တော်ကိုနော်တကားဆောင်အရာနဲ့ပဲကျွန်တော်ကိုခန့်ပါတယ်တကားဆောင်ဆိုတော့ကျွန်တော်တို့ဒီမှာပြောမယ်ဆိုလို့ရှိရင်တော့ဒီမှာသမီးဒီမှာနော်သူလည်းတကားဆောင်ဖြစ်တယ်ကျွန်တော်လာတဲ့ခါမှာနှုတ်ဆက်တကားဆောင်ဒေးဗစ်ရှင်ဘီတောင်းတာတကယ်ကောင်းတဲ့ထင်တယ်နော်အဲ့ဒါသူတောင်းတာလေဆိုတော့သမီးလည်းနော်ဒီမှာတက္ကဆောင်ဖြစ်နေတယ်ဟာလေလုယာဖခင်တာ၍သမီးအပေါ်မှာကောင်းချီးပေးပါစေဒီကနေ့ကျွန်တော်တခါတလေမသိဘူးဟိုဟာလုံးမဒီဟာလုံးမဖခင်ကနှစ်သက်လို့ထင်နေတာမဟုတ်ဘူးတန်ရှင်းရဲ့လောက်တာနဲ့တော့မှဖခင်သခင်ကတင်းကိုကောင်းချီးပေးနေတာဖြစ်တယ်အင်္ဂါဆေးရနဲ့ဖခင်တင်းကောင်းချီးနေတာဖြစ်တယ်ဒီအနာခံခြင်းစောစောဆရာပြောတော့နှိမ့်ချခြင်းဟာမင်္ဂလာရှိတယ်ဆိုတော့ဒီကနေ့ရှောလူရှင်ဘီရင်ရဲ့အကြောင်းကတော့အားလုံးကျွန်တော်အသေးစိတ်လောက်ဖြစ်သွားပြီပေါ့လေနော်ဒီမှာဒေးဗစ်ရှင်ဘီကတော့ဘာမှညားစမတောင်းတာမရှိဘူးမျက်မှောက်တော်နဲ့မထွက်ဖို့မနှင်ထုတ်ဖို့အဲ့ဒါပဲတောင်းတယ်ဒီကနေ့ကျွန်တော်ခေါင်းဆောင်ကောင်းဖြစ်တဲ့ဆိုလို့ရှိရင်မျက်မှောက်တော်ထဲမှာရှိတဲ့သူမျက်မှောက်တော်နဲ့ပျော်မွေ့တဲ့သူတာလင်တကယ်ဖျားသခင်ရဲ့နော်ဆန္ဒနဲ့ပြည့်စုံတဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့အားလုံးမတတ်ထားပြတော့မှစောစောကျွန်တော်တို့ချီးမွမ်းနေဟာပေါ့လေနော်မျက်မှောက်တော်မပါပဲဆိုတဲ့တခြင်းအပြန်နဲ့ချီးမွမ်းကြ